Hello, Story 9 Burmese Story မြန်မာပုံပြင်စကားပြော TikTok အကောင့်လေးကနေပြီးတော့အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မြန်မာပုံပြင်လေးတွေဖန်တီးရခြင်းရှိရဲ့ချက်အဓိကကတော့မြန်မာနိုင်ငံမှာရှိတဲ့ကလေးငယ်တွေအတွက်ပါအဓိကက International School မှာတက်နေတဲ့မြန်မာကလေးငယ်တွေပေါ့နော် International School မှာဆိုလို့ရှိရင်အရာအလုံးကပတ်ဝန်းကျင်အကုန်လုံးကအင်္ဂလိပ်စကားနဲ့ပဲဖန်တီးထားသူပေါ့နော်မြန်မာစကားမပြောတတ်တဲ့ကလေးငယ်အများကြီးရှိပါတယ်မြန်မာကလေးငယ်ဖြစ်ပြီးမြန်မာစကားကိုရေလျောင်မပြောတတ်တော့တဲ့ကလေးငယ်တွေပေါ့နော်ဘာလို့လဲဆိုတော့သူတို့ပတ်ဝန်းကျင်မှာအင်္ဂလိပ်စကားနဲ့ပဲသူကနေ့စဉ်ထိတွေ့နေရတာဖြစ်တဲ့အတွက်မြန်မာစကားနဲ့စတော့စိတ်သက်နေတဲ့ကလေးငယ်တွေအများကြီးပါအဲ့အတွက်ကိုရည်ရွယ်ပါတယ်ဒုတိယအချက်အနေနဲ့ကကြတော့ကလေးငယ်တွေပေါ့နော်ကလေးငယ်တွေမိဘတွေကလေးငယ်တွေကိုပုံမြင်ပြောခိုင်းတဲ့အခါမျိုးမှာအချိန်မအားလက်တအခါမျိုးတွေပေါ့နော်ကြုံတိုင်းမိတဲ့အဲ့လိုမျိုးခါကြလို့ရှိရင်ဒီ TikTok အကောင့်လေးကနေပြီးတော့မြန်မာကလေးငယ်တွေပုံမြင်လေးဖွင့်ပြနိုင်အောင်လို့ရည်ရွယ်ပြီးတော့ဖွင့်ထားတာဖြစ်ပါတယ်တတိယအချက်အနေနဲ့ကကြတော့နိုင်ငံသားမှာရောက်ရှိနေတဲ့မြန်မာကလေးငယ်တွေပေါ့နော်ဟိုရောက်မှမွေးဟိုရောက်မှပဲကြီးပြင်းလာတဲ့မြန်မာကလေးငယ်တွေအတွက်ပါမြန်မာစာကိုလက်ကူရိုးရှင်းစွာနဲ့နားလည်သင်ကြားလို့လည်းရတယ်သင်ယူလို့လည်းရတယ်နားထောင်လို့လည်းရတာပေါ့နော် listening ပိုင်းဒီနားထောင်မှုပိုင်းဖတ်လို့လည်းရမယ် speaking ပြောတဲ့စကားပြောဟန်လေးပေါ့မြန်မာစကားပြောဟန်လေးကိုလည်းလေ့လာလို့နားလည်လေကိုယ်စာနဲ့လေ့လာလို့ရအောင်လို့ဒီ page ဒီမြန်မာပုံမြင်အကောင့်လေးကိုဖွင့်ပေးထားတာဖြစ်ပါတယ်ကဲလို့ကိုယ်နဲ့လည်းကိုက်ညီမှုရှိတယ်နားထောင်လို့လည်းကောင်းတယ်ဆိုလို့ရှိရင် Story 9 Burmese Story အကောင့်လေးရတယ်ပြီး